skin care လုပ်ဖို့ပြင်နေအင်ရှင်မတို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်သွားနော်။ဇင်က skin care လုပ်ဖို့အရင်ပြင်တယ်လို့မျက်နှာပေါ်မှာအစီပြန်တယ်လို့ခံစားချက်မျိုးဖြစ်တာအောင်မကြိုက်ပါဘူး။ချောက်တွေ့တွေ့လေးနဲ့နေမှာစိတ်လန်းဆန်းတယ်လို့ခံစားရလို့တနခါမလင်းရရင်မနေတတ်သူပါ။လွန်ခဲ့တဲ့9နှစ်လောက်ကဇင်ရဲ့မျက်နှာမှာချွေးပေါက်တွေစားဝတ်ချင်တွေတအားများလာပြီးတော့ကျန်းထော်လာတာကြောင့်တနခါလိမ့်နာအောင်နားလိုက်ရပြီး skin care စလုပ်ဖြစ်ပါတယ်။တနခါကိုနွေရည်လိုတအားပူတဲ့အချိန်လောက်ပဲတစ်ခါတလေလောက်လိမ့်ဖြစ်တော့တာ။အိမ်ရှင်မလည်းဖြစ်ကလေး9ယောက်ရဲ့အမေလည်းဖြစ်နေတော့ skin care လုပ်ဖို့အချိန်ကိုမပေးနိုင်ဘူးဖြစ်ပေမဲ့မဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တရက်လုပ်ရင်တရက် result ကအရန်သီးတတာကောင်းလာတော့ဆက်လုပ်ဖို့တော့အားရှိရပါတော့။ဇင်က skin care ကို step တွေအများကြီးတော့သိစိတ်မရှိတာနဲ့ basic step တွေကိုပဲပြလွှတ်လေးလိမ့်ဖြစ်တယ်ပထမဆုံးတိုနာလိမ့်နဲ့စီရမ်လေးလိမ့်လိုက်တယ်စီရမ်ပြီးသွားလို့ရှိရင် moisturizer လေးလိမ့်တယ်လေဘင်းလေးတွေကိုလည်းတေချာလေးလိမ့်နေပေါ့နော်တခါလေကြာရင်ကိုတွေကလေဘင်းလေးကိုမိနေကြတယ်ပေါ့နော်အသားရောင်ကွာသွားမှဆိုလို့လေဘင်းလေးကိုလည်းတေချာလိမ့်လိုက်တယ်ပြီးသွားရင် sunscreen လေးလည်းမရှိမဖြစ်လေးဆိုတော့လိမ့်ဖြစ်တယ်အဲ့လိုမျိုးပဲတစ်ဆင့်ရင်းစီမြန်မြန်လေးလိမ့်လိုက်တာပေါ့နော်တကယ်တော့မျက်နှာလေးကဆူဆူလေးဖြစ်နေတာကိုလိမ့်ခါစားဆိုမနေတတ်ဘူးတနခါပဲအပေါ်ကနေထပ်ပြီးလိမ့်ချင်နေတော့တာနော်တနခါအစားကိုနဲ့အဆင်ပြေတယ် cream puff လေးနဲ့တိတ်ပြီးလိုက်တယ်အဲ့ဒါဆိုရင်တနခါလိမ့်သလောက်တော့အေးမသွားပြီမဲ့အစီပြန်နေသလိုလိုအပေါ်မှာစိုးနေသလိုလိုခံစားချက်ကပျောက်သွားတယ်ပေါ့နော်အဲ့ဒါလေးပဲအဲ့ cream puff လေးပဲအမြဲတမ်းအပေါ်ကနေပြီးတော့အပြင်သွားစရာရှိရင်တိတ်ပေးလိုက်တယ်ပြီးရင် lip balm လေးဆိုလိုက်တယ် lip balm လေးကလေတောင်တရုံနှခမ်းခွေးတာလည်းအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါလေးဆိုထားလိုက်တယ်သူကအယောင်လေးကလည်းလူကလေးဆိုတော့လေစိုးပြီးသွားရင်ကိုကြိုက်တာလေးထပ်ဆိုလို့လည်းအဆင်ပြေတယ်ပေါ့နော်အဲဆိုရင် skin care လုပ်တဲ့ကိစ္စပြီးသွားရင်15မိနစ်လောက်ပဲအချိန်ပေးရပါတယ်